မင်္ဂလာပါ Spirit Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ရပါတယ်စိတ်ဝင်စိတ်ပါတာပြန်ဆိုတယ်ကပူးမျိုးကစာအုပ်ဆိုင်ပိုင်ရှင်တွေကညီငွေစရာခံနာတော်တာစင်ကြည့်ကြပါအောင်ဆိုကျွန်တော်ရဲ့ Spirit Channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်လို့မြစ်တာရခံတောင်းဆိုလိုပါတယ်ခင်ဗျာညီငွေစရာခံဆူလတန်သားအထွေဆုံး12နှစ်ရှိအီးမေးလ်ကတစ်နေ့လျင်12နာရီအလုပ်လုပ်သည်နေ့တိုင်းတစ်ပတ်မှာ9ရက်အာယုံပြိုးချိန်တွင်သူအိယာမှနိုးတော်လဲလိုက်လာကတော့၎င်းသူ့ဖေကတော့၎င်းအတင်းအကျပ်မနိုးမချင်းမထားပဲအိယာထဲတွင်ခွေခောက်နေလေရှိသည်နနက်၈နာရီဆိုလျင်ကပူးမြို့ရှိဟိုတယ်တစ်လုံးမှမျက်နှာစာခန်းမာထဲ၌အခန်းလေးတစ်ခန်း၏တကားကိုအီးမေးလ်ဖွင့်ပြီးထိုအခန်းလေးထဲတွင်အီးမေးလ်သည်ချောကလက်ဘီစကွတ်အချိုရည်နှင့်ကက်ဆီနဲများကိုရောင်းသည်သူ့ဆိုင်ငန်းကိုအီးမေးလ်ကညီငွေစရာအခန်းဟုခေါ်သည်ဆိုင်ငန်းတကားဖွင့်လိုက်တိုင်းစိတ်တက်ကြရသည်အပြင်ဘက်တွင်အမောင်ကြီးစိုးနေပြီဖြစ်သည်ည၈နာရီတွင်သူ့အားကားဖြင့်မခေါ်မချင်းဆိုင်ငန်းထဲမှသူထိုင်နေရမည်ပြီးတော့အိမ်သို့တန်းပြန်ညသာစားအိယာဝင်ဆိုင်ငန်းတကားအပြင်ဘက်ကက်လျက်တွင်စီပိုင်းပြတ်၃ခုမျက်နှာကျက်မှယူကျလာသည့်ရေများကိုဟိုတယ်အဲ့ဂျူကစီပိုင်းများထဲတွင်အသေးအတန်ခတ်ထည့်ရသည်စီပေါင်းမီများပင်သွန်ပစ်ပြီးစေကမူအီးမေးလ်ဆိုင်အပြင်ဘက်တွင်ရေများအိုင်ထွန်းလျက်ရှိမြဲဖြစ်ပြီးလူများကရေအိုင်များကိုရောအီးမေးလ်ကိုပါဆိုင်ကိုပါကွင်းရှောင်သွားကြသည်ခမ်းမထဲတွင်ရန်ဖန်ရန်ခါမှောင်နှင့်မဲမဲဖြစ်နေတတ်သည်နေ့ဘက်တွင်ခန်းစည်းများကိုဆွဲဖွင့်ထားတော်လဲမှောင်နေသောတောင်များထဲသို့အလင်းရောင်ဖောက်ထွင်းမဝင်နိုင်လျှက်စင်မီလာသည့်ညနေများတွင်မီးလုံးများလင်းပြီးမီးမလာသည့်နေများတွင်ရေနံစီမီးအိမ်ကြီးများကိုအဲဂျိုကောက်တာပေါ်မှထွန်းထားရသည်1960ပြည့်နှစ်လွန်များအတွင်းဤဟိုတယ်ကိုစောက်ဆင်ကကပူးမြို့တွင်ခေတ်မီဆုံးဟိုတယ်ဖြစ်သည်ဟိုတယ်ခန်းမထဲတွင်ခန်းညားထဲဝါသည့်ဝတ်စုံများဝတ်ထားသည့်အမျိုးသားများနှင့်စကတ်တိုခေတ်မီစပင်ပုံစံတို့ဖြင့်စီရင်ထားကြသည့်အမျိုးသမီးများပြားပန်းခတ်နေကြသည်အရက်ရသည်တေဂီတာရှိသည်ဘရင်မြင့်မြတ်သည်ပင်အစည်းအဝေးတက်ရန်နှင့်ညသာစားရန်ဤဟိုတယ်သို့ရောက်လာခဲ့ပူသည်1960နှင့်1980ပြည့်နှစ်လွန်များကအစွန်းမရောက်ဆုံးအစိုးရများ၏ထူးခြားသောဇယိုက်လက္ခဏာများကိုထင်ဟပ်ပြခဲ့သည်ပထမဆုံးဇဟီရှာအစိုးရထို့နောက်ဇဟီရှာ၏ဝမ်းကွဲညီကိုတော်ဒါအွတ်အစိုးရဒါအွတ်မှာနိုင်ငံရေးလွတ်လပ်မှုကိုဖျက်တောက်ပစ်သူအကျဉ်းတော်များကိုနိုင်ငံရေးအကျဉ်းသားတို့ဖြင့်ပြည့်နှက်စေတော်လဲအပေါ်ယံကြောအဖြစ်ပါတီတက်ချင်းနှင့်အနောက်ယဉ်ကျေးမှုကိုခွင့်ပြုထားသူဖြစ်သည်ဟိုတယ်တွင်ယမန်ကာဆိုင်များနှင့်နိုက်ကလပ်များရှိသည်တိုင်းပြည်အခြေအနေလျှော့ကျသွားချိန်တွင်ဟိုတယ်လဲဘာသာနှင့်ထူထားလိုတော့ပြည်တွင်းစစ်ကာလအတွင်းမှာဟိုတယ်လုံးဝပျက်စီးသွားသည်မြို့ဘက်သို့ညနာမူနေသည့်အခန်းများတွင်ကြီးစံရာစကားများရှိပေါက်များရှိသည်လာသာတော်များပေါ်သို့လက်ပစ်ဘုံများကျသည်ဒုံးကျည်များကခေါင်မိုးကိုဆုတ်ဖြဲသွားခဲ့၏ပြည်တွင်းစစ်အပြီးတာလီဘန်အာဏာရချိန်တွင်ပြုပြင်တိဆောက်ရေးလုပ်ငန်းကကြန့်ကြာခဲ့သည်ဧည့်သည်အလာနေသောသဖြင့်ပျက်စီးနေသည့်အခန်းများကိုပြုပြင်ဖို့မလိုတော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေကြသည့်ဘာသာရေးဆရာများကလည်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအပေါ်စိတ်ဝင်စားမှုမရှိကြသူတို့၏ဆန္ဒမှာတိုင်းပြည်ထဲသို့ဝင်ရောက်လာကြမည့်နိုင်ငံသားများအရေးအတွက်နည်းနိုင်သမျှနည်းဖို့ဖြစ်သည်အမိုးပြိုကျနေသည်စဉ္ညာလမ်းများကမတီးတန့်သောအောက်ခံပေါင်းပေါ်တွင်တွန့်လင်ကူးကောက်လျက်ယခုအစိုးရနောက်တစ်ဖွဲ့ကအပေါက်ပြဲများဖာထေးရန်နှင့်ကွဲပြက်နေသောပရင်းမှန်များကိုအစားထိုးရန်စတင်ဆောင်ရွက်နေပါသည်ပြင်ဆင်ရေးလုပ်ငန်းကိုအီးမေးလ်ရန်ဖန်ရန်ခါသွားကြည့်သည်ဟိုတယ်မျက်နှာစာခန်းမသည်သူ့ကစားကွင်းမှာသို့သောခြုံငုံပြောရလျင်တော့သူသည်ဤဟိုတယ်တွင်လုံးဝညှိငွေနေ၏ဆိုင်ပရင်းများမှာဖုံလိမ့်လိမ့်နှင့်တချို့ကိုခန်းစည်းများကတ်ထူပြားများဖြင့်ပိတ်စီးထားသည်ကွဲနေသောပရင်းမှန်တစ်ချက်ပေါ်တွင်အရီယာနာလေကြောင်းဟူသောစာတမ်းကိုရေးထားသည်အရီယာနာလေကြောင်းလိုင်းသည်တခါတုန်းကအာဖဂန်နစ္စတန်၏အမျိုးသားလေကြောင်းလိုင်းဖြစ်ပြီးလေယာဉ်များစွာကိုပိုင်ဆိုင်ခဲ့ဘူး၏ခရီးသည်များကိုပြုစုမိအဆင့်မြင့်လေယာဉ်များလည်းရှိသည်ဝစ်ကီဘရန်ဒီတို့ကိုခရီးသည်များတောက်သုံးနိုင်ကြသည်သို့သောပြည်တွင်းစစ်ကာလအတွင်းလေယာဉ်များစွာပျက်စီးခဲ့ရပြီးတဖန်ကျွမ်းကျင်သောလေယာဉ်များမှာလည်းဥစမာဘင်လာဒင်နှင့်မူလာအိုမာတို့ဟာအမေရိကန်တို့ပိုက်စိတ်တိုက်ရှာဖွေစဉ်ဘုံကျဲခဲ့သောကြောင့်ပျက်စီးရပြန်သည်စက်တင်ဘာလ17ရက်နေ့ကနယူးဒေလီလေဆိပ်တွင်ရထားသည့်လေယာဉ်တစ်စင်းလုံးသာဘုံတံမှလွတ်မြောက်ခဲ့သည်ယင်းသည်အရီယာနာကိုပြန်လည်အသက်သွင်းမိလေယာဉ်မှာယ
ယခုတိုင်းကဘူးနယူးဒေလီခီးစဉ်ကိုပြန်တန်းနေစေပါသို့သောဟိုတယ်ရှိအရီယာနာလေကြောင်းလိုင်းရုံးခန်းကိုပြန်ဖွင့်ရန်လင်းရင်တစ်စင်းနဲ့ဖြင့်မလုံလောက်ချေခမ်းမ၏အစွန်းတစ်ဖက်တွင်စားတောက်ဆိုင်ရှိသည်အဆိုပါစားတောက်ဆိုင်မှာအစားအစာနှင့်ကဘူးမျိုးတွင်အညံဆုံးဖြစ်တော်လဲစပွဲတို့များကကဘူးမျိုး၏အတော်ဆုံးစပွဲတို့များပါအရသာမရှိသောထမင်းစီပြားမပါသောကြက်သားဟင်းနှင့်မုံလာအုပ်ရေလုံပြိုးတို့ကိုစပွဲတို့များဖြင့်ထေယူရတော်မူဖြစ်သည်ခမ်းမလဲတွင်နှကိုက်ပတ်လေကကျဲသည့်နေရာကိုတစ်သားဝင်းနှိမ့်ခတ်ထားသည်ယင်းသည်ခမ်းမ၏ကျမ်းမြင်နှင့်အတွင်းမဲ့ရှိအစိမ်းရောင်ကော်စောကိုပိုင်ချထားသည်ဧည့်သည်များဝင်ကြီးများအဆောင်များနှင့်စပွဲတို့များကိုကော်စောစိမ့်ပေါ်တွင်ဘေးချင်းရှင်လျက်အဆက်မပြတ်တွေ့နေရသည်ဝိပူရာတွင်အားလုံးဒန်းတူရည်သူမြေရောက်ခန်းတွင်ပုံမိုကြီးမားသောဝိပူကရှိတော်လဲတိတ်ပြီးအသုံးမပြုကြခမ်းမအတွင်းရှိခနော်နီခနော်နဲ့စပွဲတစ်လုံးပေါ်မှာ TV ကဆူဆူညံညံအသံများကိုတနေကုန်ထုတ်လွှင့်နေသည်အီမဲ၏ချောကလက်ဆိုင်အပြင်ဘက်ကလေးတွင်ဖြစ်တော်လဲအီမဲကြည့်ပစ်ခဲ့သည်တခုသေးသာရှိသည့်အာဖဂန် TV မှာစိတ်ဝင်စားစရာမကောင်းချေဘာသာရေးအစီအစဉ်များရှီလျာလာသည့်ဆွေးနွေးပွဲများသတင်းကြော်ညာချက်အနှဲငယ်နှင့်လူကြီးတိတ်ချိန်အာဖဂန်ရှူခင်းကိုနောက်ခံပြုထားသည့်ရိုးရာဂီတများကိုသာထုတ်လွှင့်သည်အမျိုးသမီးသတင်းထုတ်လွှင့်သူများရှိတော်လဲအမျိုးသမီးအဆိုတော်၎င်းကားကြည်တဲ့တော်၎င်းမရှိကြတခါတရံပိုလန်နှင့်ချက်ကာတွန်းများပြ၍အီးမေးလ်တွားရောက်ကြည့်ရှုပါတော့လဲကြည်ပြီးသားတွေသာဖြစ်နေတတ်သည်ဟိုတယ်ပြင်ဘက်တွင်တစ်ချိန်ကဂုံယူစရာဖြစ်ခဲ့သည့်ရေကူးကန်တစ်ခုတည်ရှိသည်ရင်းကိုတာယာသောຫນွေတစ်နေ့တွင်ဘုံမောင်းတန်တညံညံအလံတလူလူဖွင့်လင့်ခဲ့ပြီးအဆိုပါຫນွေရသည့်တစ်လျှောက်လုံးကဘူးမြို့သူမြို့သားများရုပ်စွအဆုံးအမျိုးသားများဖြင့်စီကားခဲ့သည့်နေရာဖြစ်သည်ရေကူးကန်သည်ဝမ်းနည်းစရာမိကုန်းနှင့်ကြုံတွေ့ခဲ့ရသည်ရေတွေဆိုညစ်ညစ်ဖြစ်လာသည်ရေစစ်သည့်စနစ်ကိုတက်ဆင်ရန်မြည်သူအများစိတ်ကူးမရကြညစ်ပတ်လွန်မကညစ်ပတ်လာသည့်အချိန်တွင်ရေကူးကန်ကိုပိတ်ပစ်လိုက်ရသည်လူတချို့ကရေကူးရမှရနာများပေါက်လာသည်ဟုဆိုကြသည်ယောဂရာပြီးသေဆုံးသူများရှိသည်ဟုပင်ကောလာဟာလဖြစ်သည်ရေကူးကန်သည်ကောသွားပြီမြည်သည့်အခါမှအသုံးမပြုကြတော့ယနေ့အချိန်ဒီမှရေကူးကန်၏အပြာနုရောင်အောက်ခြေတွင်ဖုံမုံနှုတ်ပင်ထူထပ်လျက်ခြံစည်းရိုးတစ်လျှောက်တွင်ရွတ်တွနေသောခြုံလွယ်ပိတ်ပေါင်းများကမျက်စိစပွင့်မွေးစူးเสียရေကူးကန်၏ဘေးတွင်တက်နစ်ကွင်းရှိသည်ယခုကစားမိသူမရှိတော့ဟိုတယ်၏တယ်လီဖုန်းလမ်းညွှန်စာအုပ်ထဲတွင်တက်နစ်လေ့ကျင့်ပေးသူ၏ဖုန်းနံပါတ်ရှိနေစေသို့သောသူကံကောင်းသည်နောက်အလုပ်တစ်ခုသူရသွားသည်ကဘူးမြို့မှာတာလီဘန်ထွက်ပြေးပြီးနောက်တွင်ဟိုတယ်ဇင်းညံများ၌သတင်းစာဆရာများခြေချင်းလိမ်လာကြသည်သူတို့သည်မြောက်ပိုင်းမဟာမိတ်အဖွဲ့မှစစ်သားများနှင့်အတူဟိုတယ်တွင်လာချီနေထိုင်ရင်းအီးမေးလ်ဆိုင်မှပါကစ္စတန်မောင်ခိုစားတောက်ကုန်များကိုဝယ်ယူကြသည်တောက်ရည်တန်တပလင်းကို$5ဒိန်ငယ်တပူးကို$14နှင့်တန်လွင်သည့်တပလင်းကို$အမြောက်များဖြင့်ဝယ်ယူကြသည်သတင်းစာဆရာများကဈေးနှုန်းကြီးသည်ကိုအမှုထားကြသည်မဟုတ်ချေသူတို့ကဘူးကိုအောင်နိုင်လိုက်ကြပြီတာလီဘန်ကိုမောင်းထုတ်လိုက်ကြပြီပျောက်ကြားစစ်သားများကိုသူတို့ညစ်ပတ်ပေးကမုတ်စိမ်ငွေပရက်ပြင်းနှင့်ဖြစ်နေကြပြီအမျိုးသမီးများကယောက်ျားတွေလိုဝတ်ပြီးညစ်ပတ်နေသည့်ဘုတ်ဖနက်များကိုစီးထားကြသည်အမျိုးသမီးအများစုများအဝါရောင်စပင်နှင့်ပန်းရောင်ဖြော့ဖြော့အသားရည်ရှိကြသည်တခါတရံအီမဲသည်ဟိုတယ်ခေါင်မိုးပေါ်သို့တက်၍ကင်မရာများရှေ့ရှိမိုက်ခရိုဖုန်းကြီးများထဲသို့စကားပြောနေကြသည့်သတင်းတော်များစီသို့တွားကြည့်တတ်သည်သူတို့သည်ပျောက်ကြားစစ်သားများနှင့်မတူကြတော့တန်ရှင်းတက်ရကစပင်များကိုဖီးတင်ထားကြသည်ခမ်းမထဲတွင်အီမဲလ်နှင့်နောက်ပြောင်ပြောဆိုသူတွေရှိပါသည်ပါကစ္စတန်တွင်ဒုက္ခသည်အဖြစ်နေထိုင်ခဲ့ရစဉ်ကသူအင်္ဂလိပ်လိုမတောက်တစ်ခေါက်တက်ခဲ့၏အီမဲလ်ကိုဘာကြောင့်ကျောင်းမတက်တယ်လဲဟုမေးသူမရှိချေကျောင်းတွေကဖွင့်မှမဖွင့်ပဲသူကဒေါ်လာတွေကိုရေတွက်သည်ကဏ္ဍတွက်ဆက်ကိုအသုံးပြုသည်စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ဖြစ်လာဖို့စိတ်ကူးရင်အိမ်မက်မက်သည်အဲ့ဒီတုန်းကသူနဲ့အတူဖာဇီးရှိနေပြီးသူတို့နှစ်ယောက်ငွေတွေကိုတည့်ယူနေကြစဉ်ဟိုတယ်ထဲသို့ကျူးကျော်ဝင်ရောက်လာသည့်အမခန်းထူးခြားသောကဘာကြီးကိုမျက်လုံးအပြူသားဖြင့်ကြည့်နေခဲ့ကြသည်သို့သောသတင်းတစ်ပတ်အနှဲငယ်ကြာပြီးနောက်ရေမရှိလျှက်စစ်မီးမရှိပရင်းပေါင်မရှိသည့်အခန်းများတွင်အိပ်ဆက်ခဲ့ကြသည့်သတင်းစာဆရာများဟိုတယ်မှထွက်သွားကြသည်စစ်ပြီးပြီးခေါင်းဆောင်တယောက်ကိုတင်မြောက်လိုက်ကြသည်သူတို့အဖို့အာဖဂန်နစ္စတန်အပေါ်စိတ်ဝင်စားမှုမရှိကြတော့သတင်းစာဆရာများထွက်ခွာသွားသည့်အခါအသည့်ရွေးချယ်တင်မြောက်လိုက်သည့်အာဖဂန်ဝန်ကြီးများသူတို့၏အတွင်းဝင်များနှင့်
လက်ထောက်များဟိုတယ်ထဲသို့ဝင်ရောက်လာကြသည်ကန်ဒါဟာပြည်နယ်မှအသားမဲမဲပတ်စတွန်တိုင်းချုပ်ထားသည့်ဝတ်စုံများကိုဆင်မြန်းထားကြသည့်ပြည်တော်ပြန်ပြည်ပြေးများမြက်ခွင်းလင်ဝင်များစီမှမုတ်စိတ်ကျင်ဆွဲလောလောလတ်လတ်ရိပ်ပယ်ထားသည့်စစ်နယ်ရှင်များသည်ခမ်းမထဲရှိဆိုဖာများပေါ်တွင်အမြိုင်သားထိုင်လျက်ဟိုတယ်သည်ယခုတိုင်းပြည်ကိုအုပ်စိုးနေသူတို့၏အိမ်ဖြစ်လာသည်သူတို့သည်ကပူးတွင်နေစရာအိမ်ရှိသူများလည်းမဟုတ်ကြကြသူတို့ထဲတွင်မည်သူမှအီမဲကိုအမှန်မထားမိကြသူ့ဆိုင်မှာမည်သူမှဈေးမဝယ်ဘူးကြချောကလက်အရသာကိုမည်သူမှမခံစားဘူးကြသူတို့သည်ဘုံပိုင်ပိုက်ခေါင်းမှကျသည့်ရေကိုတောက်ကြသူများဖြစ်သည်အီမဲ၏ဆိုင်မှာတွင်းကုန်ပစ္စည်းများအတွက်သူတို့၏ပတ်စံကိုဖြုံးနှီးဖို့အိမ်မက်မက်ကြသူများမဟုတ်နောက်ဆုံးထား၍ရောင်းရမည်ရဆွဲကိုကျော်လွန်နေပြီဖြစ်သည့်အီတလီတန်လွန်သီးများနှင့်ကီရစ်ဟုခေါ်သည့်ပြင်သစ်ဒိန်ကဲအပြော့တို့သည်သူတို့အဖို့မမောစရာများမဟုတ်ကြတရယောက်ကအီမဲအားမင်းဒီမှာဈေးရောက်နေတုံးပဲလားဘာဖြစ်လို့ကြောင်းမတက်တာလဲဟုမေးသည်ဆိုပါစို့မနက်ပိုင်းတွင်မေးသည်ဆိုလျင်ကျွန်တော်ညနေပိုင်းမှာတက်ရမယ်ဟုဖြေပါလိမ့်မည်ညနေပိုင်းတွင်မေးသည်ဆိုလျင်ကျွန်တော်ကမနက်ပိုင်းမတက်ရတာဟုဖြေပါလိမ့်မည်လမ်းမောက်ကလူလေလူလွင်ကလေးလိုကြောင်းမနေဘူးဟုအီမဲမဖြေရဲကြအသေးသားပေကိုကြောင်းထားပေးဖို့ပြောတိုင်းအဖေဆူလူတန်ကမင်းကစီးပွားရေးလုပ်ငန်းရှင်ဖြစ်မှာစီးပွားရေးလုပ်ငန်းရှင်ဖြစ်အောင်တင်ယူဖို့အကောင်းဆုံးနေရာဈေးဆိုင်ပဲဟုသာပြန်ပြောလိမ့်ရှိသည်အီမဲသည်တဖြည်းဖြည်းနှင့်မပျော်ပိုက်တော့နေထိုင်မကောင်းခြင်းသလိုမအီမသားလိုဖြစ်လာသည်မျက်နှာဖြူပြော့လာသည်အသားအရည်ဝါကြံ့ကြံ့ဖြစ်လာသည်ငယ်ငယ်ရွယ်ရွယ်နှင့်ခါးကလေးပင်ချိလာသလိုရှိသည်ဝမ်းခွဲညီကိုဖာစည်းကိုသူအားကြသည်ပြင်သစ်အစိုးရထောက်ပံ့ထားသည့်အက်စတလာကျောင်းမှာဖာစည်းကျောင်းတက်နေပြီလေ့ကျင့်ခန်းစာအုပ်တွေခဲတံပီတံကွန်မာချွန်ဆက်တွေနှင့်အတူအိမ်သို့ဖာစည်းရောက်လာသည့်အခါတွင်သူ့ဘောင်းမီရှိမှရွှွန့်နေပေလျက်သူနှင့်အတူပြောစရာစကားများလည်းပါလာတတ်သည်အဖေမရှိတဲ့ဆင်းအောင်ဆင်းရဲဖာစည်းတောင်ကျောင်းတက်နိုင်သေးတယ်ဟုအီမဲကသူ့ကိုမန်ဆူအားပြောသည်ကျွန်တော်ကတော့တကဘာလုံးကစာအုပ်တွေကိုဖတ်ဖူးတဲ့အဖေတယောက်ရှိနေပါလျက်နဲ့ဒီနေ့12နာရီအလုပ်လုပ်နေရတော့မယ်အီမဲပြောသည့်စကားကိုမန်ဆူလက်ခံပါသည်ဈေးဆိုင်ထဲမှာတနေကုန်တနေကန်းအီမဲရက်နေသည့်အဖြစ်ကိုမန်ဆူသဘောမကျပါအီမဲကြောင်းတက်ဖို့ကိစ္စကိုမန်ဆူကိုယ်တိုင်အဖေအားပြောသည့်အခါနောင်တော့တက်ရမှာပေါ့ကွာအခုအချိန်ကငါတို့ရဲ့အင်ပါယာကြီးကိုအုံမြင့်ချနေတော့မို့ပါဟုဆူလတန်ကပြောသည်အီမဲဘာလို့ရမလဲထွက်ပြေးရမလားအဲ့ရကမထားပဲပိကတ်နေလိုက်ရမလားသူ့ဖေခီးထွက်နေသည့်အခါအီမဲသည်ဆိုင်ကိုပိတ်ထားပြီးဟိုဟိုတီတီရှောက်သွားနေသည်စကားပြောဖို့တယောက်ယောက်နဲ့တွေ့ရင်တွေ့၏သူနဲ့အတူခဲတလုံးကိုကံကြောက်နိုင်သူတယောက်ယောက်နဲ့လည်းတွေ့ကောင်းတွေ့နိုင်သည်ဒီနေ့တွင်ဗြိတိရှလူမျိုးအကူအညီလှုပ်သားတယောက်ရောက်လာစဉ်တာလီဘန်ခိုးသွားခဲ့သည့်သူ့ကားကိုရုတ်တရက်တွေ့လိုက်သည်လက်ရှိကားပိုင်ရှင်မှာကားကိုတရားဝင်ဝယ်ယူခဲ့သည့်ဆိုသည့်ဝန်ကြီးတယောက်ဖြစ်နေသည်ထိုချိန်မှစ၍အကူအညီလှုပ်သားသည်အီမဲ၏ဆိုင်သို့မကြာရောက်လာသည်အီမဲကသူကားအခြေအနေကိုအမြဲတမ်းမေးကြည့်သည်အေးမင်းယုံမမလားတော့မသိဘူးငါကားကိုဘတော့မှပြန်မရနိုင်တော့ဘူးကွလူလိန်လူညစ်ဟောင်းတွေနေရာကိုလူလိန်လူညစ်အစ်စ်တွေရောက်နေကြပြီလေဟုအကူအညီလှုပ်သားကပြော၏ဟိုတယ်၏နေ့စဉ်ဘဝတွင်မြို့ပြလေးချောင်းဝင်ကြီးအသက်ခံရသည့်ဖြစ်ရမျိုးကတော့ဖြစ်တောင်ဖြစ်ခဲ့ပါဝင်ကြီးအဗဒူလာယာမန်ကအခြားဝင်ကြီးများလိုပဲဟိုတယ်တွင်နေထိုင်သူဖြစ်သည်တာလီဘန်ကြာပြီးနောက်ဘွန်းမြို့တွင်ပြုလုပ်သည့်ကုလသမဂ္ဂအစည်းအဝေးကာလအတွင်းအာဖဂန်နစ္စတန်အစိုးရအဖွဲ့အသစ်ကိုဖုတ်ပူမိတိုက်ဖွဲ့စည်းနေစဉ်ယာဗန်သည်ဝင်ကြီးသစ်ဖြစ်ခန့်အပ်ထားခဲ့ရဖို့ထောက်ခံသူအလုံးလောက်ရရှိခဲ့တာသူဖြစ်သည်သူ့ကိုပြိုင်ပန်းများကဘောကျော်လူချမ်းသာဆရာရောင်သမားရောင်တဦးအဖြစ်ပုတ်ခတ်ခဲ့ကြသည်ဖြစ်ပုံမှာဤသို့ပါခီးစဉ်စီစဉ်သူတဦးဤအလိန်ခံရမှုကြောင့်မကာသို့တွားသည့်ခီးစဉ်တွင်ဟာဂျီထောင်ပေါင်းများစွာတို့သည်ကဘူးလေစိတ်တွင်တောင်းတင်းနေခြင်းဖြစ်သည်တကယ်မရှိသောလေရင်တစင်းအတွက်လက်မှတ်များရောင်းချထားသည်အရီယာနာလီချောင်းလိုင်းကလွန်မြန်လေရင်တစင်းကိုမကာသို့ဆင်းလုံးငားထားတော်လဲခရီးသည်အားလုံးအတွက်နေရာမလုံလောက်ချေဤအခြေအနေတွင်အရီယာနာလီချောင်းလိုင်းမှလေရင်တစင်းကိုလေရင်ကွင်းထဲမှတွေ့လိုက်ရသဖြင့်အဆိုပါလေရင်ပေါ်သို့ဝိပုခီးသည်များအတင်းအဓမ္မစုပြုံတက်ရန်ကြိုးစားကြသည်သို့သောလေရင်သည်မကာသို့တွားမိလေရင်မဟုတ်ဘဲ
မြို့ပြလေကြောင်းဝန်ကြီးအားနယူးဒေလီသို့ပို့ဆောင်ပေးရမည်လေရင်ဖြစ်နေသည်ဝေယုံဖြူနှင့်ဟာဂျီများကိုလေရင်ပေါ်သို့အတက်မခံဒေါသအိုပောက်ကွဲနေကြသည့်ဟာဂျီများကလေရင်မှုအားတွန်းထိုးပြီးလေရင်ပေါ်သို့တက်ကြစဉ်ဝန်ကြီးကိုတူသွားကြသည်ဤတွင်ဝန်ကြီးအားထိုးကျိတ်ရိုက်နှက်ကြရာဝန်ကြီးသေဆုံးသွားသည်ဤဖြစ်ရပ်ကိုအရင်ဆုံးသတင်းကြားရသူများတွင်အီမဲပါဝင်ပါသည်ဒါလက်နက်ကိုင်ပုံကံမှုစတာလားဒါဟာမျိုးနွယ်စုပုံကံမှုလားတာချစ်တွေကပတ်စတွန်တွေကိုတတ်ချင်နေကြတာလားဒါပုဂ္ဂိုလ်ရေးလက်စားချေမှုလားဝိပုခီးတွေကပဲတရားလက်လွတ်လုပ်ကြတာလားဟိုတယ်ခမ်းမထဲတွင်ခါတိုင်းထက်ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်ဒီလိုအတန်များတင်းမာနေသောမျက်နှာသားများစိတ်လှုပ်ရှားနေသောလူများအီမဲငိုကျင်လာသည်သူညင်းငွေစရာအခန်းသို့ပြန်သွားပြီးဇပွဲနောက်တွင်ထိုင်ကာမုတ်စားသည်အိမ်ပြန်ဖို့4 နာရီကျော်လိုသေးသည်တန်ရှင်ရေးသမားကကြမ်းမြင့်ကိုလှည့်ကျင်းပြီးအမိုက်ချင်းကိုစွန့်ပစ်သည်မင်းကိုကြည့်ရတာစိတ်မကောင်းဖြစ်နေတယ်လို့ပဲအီမဲကြီးကတော့အီမဲကပြန်ပြောလိုက်သည်ကျွန်တော်စိတ်မကောင်းလို့ပါမင်းသူ့ကိုတိလို့လားဟင်ဘသူ့ကိုလဲဝန်ကြီးကိုလေအိုးဟင်းနည်းနည်းပပလောက်ပါသူဤပျောက်ဆုံးနေသောကလေးဘဝအတွက်စိတ်မကောင်းဖြစ်ရသည့်ထက်တည်သွားသည့်ဝန်ကြီးအတွက်စိတ်မကောင်းဖြစ်ရသည်ကခံစားရတာတော်သေးသည်ဆက်ပါအောင်မီစောင်းမြော်နာတော်တာဆင်နေကြတဲ့အမိအဖညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာကျွန်တော်ရဲ့ Speeding Channel လေးကိုလည်း Like and Subscribe လုပ်ပေးကြပါအောင်လို့မေတ္တာရက်ခံတောင်းဆိုလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်